ဂျပန်မှာအသက်ကြီးရွယ်အိုတွေအများကြီးရှိတယ်ဆိုတော့ဘယ်လောက်တွေရှိလဲဘာကြောင့်ဒီလိုအသက်ကြီးရွယ်အိုတွေများနေရလဲပြီးတော့လက်ရှိကြုံနေရတဲ့ပြဿနာပေါ့နော်ဘာတွေဖြစ်မလဲအဲ့ဒါတွေကိုဒီဗီဒီယိုထဲမှာတူတူနဲ့လူရင်းကိုပြောပြပေးသွားပါမယ်ဂျပန်မှာက65နှစ်အထက်ကိုအသက်ကြီးရွယ်အိုဆိုပြီးတော့သတ်မှတ်ကြတယ်ပေါ့နော်ဆိုတော့65နှစ်အထက်ဒီဘယ်နှယောက်ရှိလဲလက်ရှိချိန်မှာဒီ graph ထဲအတိုင်းပဲပေါ့နော်ဂျပန်ရဲ့လူဦးရေက120နဲ့3တန်းကျော်ရှိတယ်အဲ့ဒီထဲမှာတက်ကြီးတဲ့သူ65နှစ်အထက်သူတွေက30နဲ့6တန်းကျော်တော့ရှိတယ်ဆိုတော့36တန်းဆိုတော့လူကြီးရဲ့29ရာခိုင်နှုန်းလောက်ရှိတယ်ဆိုတော့10ယောက်မှာ3ယောက်လောက်က65နှစ်ကျော်နေတဲ့သူတွေပေါ့နော်ဆိုတော့ဘာလို့အဲ့လောက်အသက်ကြီးတဲ့သူတွေများနေရတာလဲဆိုတော့ဒီ graph ထဲမှာဆက်ပြီးကြည့်လိုက်ပေါ့နော်1950ခုနှစ်မှာပေါ့နော်ကျွန်တော်ဒုတိယကမ္ဘာစစ်ကြီးဖြစ်လို့ပြီးသွားတဲ့အချိန်ပေါ့နော်အဲ့ဒီအချိန်မှာဂျပန်ကလည်းစစ်ကြီးပြီးသွားတဲ့အတွက်အေးစစ်စစ်ဖြစ်သွားပြီးတော့နော်ငါတို့ငြိမ်းချမ်းသွားပြီဆိုပြီးတော့အိမ်တော်တွေပြုတ်ကြတယ်ပြီးရင်အဲ့ဒီအချိန်မှာအိမ်တော်တွေပြုတ်ပြီးတော့ကလေးတွေအများကြီးမွေးကြတယ်ပေါ့နော်အဲ့ဒီခေတ်ကိုbaby boom လို့ခေါ်ကြတယ် baby boom ခေတ်ပေါ့နော်ကလေးတွေကဘုံပေါက်တွေအများကြီးပဲမွေးလာကြတယ်ဆိုတော့အဲ့ဒီ baby boom ခေတ်မှာမွေးလာတဲ့သူတွေကပေါ့နော်နောက်ထပ်အနှစ်20လောက်ကြာ25နှစ်လောက်ကြာတော့ပေါ့နော်1980 85နှစ်လောက်ကြာတော့အဲ့ဒီ baby boom ခေတ်မှာမွေးတဲ့သူတွေကအိမ်အောင်တွေပြုတ်ပြီးတော့သူတို့တွေကကလေးတွေထပ်မွေးကြတယ်ပေါ့နော်အဲ့နှစ်ခေတ်ပဲဂျပန်ကကလေးမွေးဖွားနှုန်းများခဲ့တယ်ပေါ့နော်ပြီးတော့တဖြည်းဖြည်းနဲ့ကြာလာလိုက်တာပေါ့နော်အခုဆိုရင်ဒီမှာအောက်ထီအောင်ရောက်နေပြီပေါ့နော်အခုဆိုရင် minus တောင်ဖြစ်နေဆိုတော့ခုနနှစ်ခေတ်မှာပေါ့နော်မွေးခဲ့တဲ့သူတွေကအသက်တွေကြီးလာပြီ65နှစ်တွေကျော်လာပြီအဲ့ဒီစာကိုပေါ့နော်လူငယ်တွေကနေသွားတယ်မွေးဖွားနှုန်းတွေကကျလာတယ်ဆိုတော့တက်ကြီးတဲ့သူတွေကများတာပေါ့နော်နောက်တစ်ခုကပေါ့နော်ဂျပန်တွေကအသက်ရှည်ကြတယ်တော်တော်လည်းမသေးကြဘူးဆိုတော့ယောက်ျားလေးတွေဆိုရင်သူတို့ရဲ့ပြန်မြပေါ့နော်တက်တန်က80နှစ်ရှိပြီးတော့မိန်းကလေးဆိုရင်အသက်ပိုရှည်ကြတယ်80ခွန်လောက်ထိရှိပြန်မြတက်တန်ရှည်ရလဲပါတယ်ပေါ့နော်နောက်တစ်ခုကကျတော့အခုနောက်ပိုင်းမှာပေါ့နော်ဆေးပညာတွေတိုးတက်လာတယ်အဲ့ဒါတွေကြောင့်လည်းဒါလူတွေကတက်တန်နေပိုရှိလာတယ်လို့ယူဆကြတယ်2020ခွန်လောက်ကြာရင်ပေါ့နော်10ယောက်မှာ4ယောက်လောက်ကပေါ့နော်4ယောက်ဝင်ကျင်လောက်ကအသက်ကြီးတဲ့သူတွေဖြစ်လာဖို့ရှိတယ်အခုလိုအသက်ကြီးတဲ့သူတွေများတဲ့အတွက်ကိုပြဿနာတွေလည်းရှိတယ်ဘယ်လိုလဲဆိုတော့အသက်ကြီးတဲ့သူတွေကအလုံးမလုံးတော့ဘူးသူတို့ကိုပင်စင်ပေးရတယ်ပေါ့နော်ဆိုတော့ပင်စင်စားတဲ့သူတွေအလုံးမလုံးတော့ပဲနဲ့ပင်စင်စားတဲ့သူတွေကများလာတယ်ဆိုတော့ပင်စင်စားတဲ့သူတွေများလာတော့အဲ့ဒီပင်စင်တွေကဘယ်ရလဲဆိုတော့အခွန်တွေကရတယ်အဲ့ဒီအခွန်တွေကဘယ်ရလဲဆိုတော့လှုပ်တဲ့သူတွေစီရရတယ်ဆိုတော့လှုပ်တဲ့သူတွေကဘယ်သူတွေလဲဆိုတော့လူငယ်တွေဖြစ်တယ်ပေါ့နော်ဆိုတော့လူငယ်တွေစီကအခွန်တွေကိုအသက်ကြီးတဲ့သူတွေစီကိုပေးနေရတယ်ဒါပေမဲ့အရှိုးစားကဘလို့မှမမျှဘူးပေါ့နော်တက်ကြီးတွေကအိမ်မတန်များနေတဲ့အတွက်လှုပ်တွေကနင်းလာတဲ့အတွက်ဆိုတော့အဲ့ဒီမှာလူငယ်တွေပေါ်ကိုဝင်ပြီးလာတယ်ပေါ့နော်အခွန်တွေပို့ပြီးတော့တိုးကောက်လာတယ်အဲ့ဒါပြဿနာတစ်ခုနောက်တစ်ခုကဆေးရုံဆေးခန်းတွေတက်ကြီးလာတော့ကျတော့ဆေးရုံဆေးခန်းတွေပို့သွားရတာပေါ့နော်အဲ့တော့ဆေးရုံဆေးခန်းမှာဆရာဝန်တွေမလောက်တာတို့ပြီးရင်ဆေးရုံဆေးခန်းအတွက်ပေါ့နော်ပို့ပြီးတော့ဝင်ပြီးလာတယ်နောက်တစ်ခုကခိုက်ကောလုပ်ငန်းပေါ့နော်လိုအပ်ချက်တွေပို့ပြီးတော့များလာတယ်ဒါတော့လက်ရှိဂျပန်နိုင်ငံရဲ့အမှန်တရားပေါ့နော်ကျေးဇူးများတင်ပါတယ်